ကိုယ့်ရဲ့အနာဂတ်အတွက်တွေးပြီးတော့မှစိတ်ပူမနေနဲ့စိုးရိမ်မနေနဲ့ကိုအနာဂတ်မှာကိုဖြစ်ချင်တဲ့အရာကိုပဲပုံဖော်ပါ။ဘာကြောင့်လဲဆိုတော့ဒီပြိုကိုကြီးတဲ့မိတ်ဆွေရဲ့အနာဂတ်ဟာပို့ပို့ပြီးတော့မှတောက်ပလာမှာပို့ပို့ပြီးတော့မှစိတ်ချမ်းသာလာမှာပို့ပို့ပြီးတော့မှကြောဝချမ်းသာလာမှာပို့ပို့ပြီးတော့မှလိုချင်တာတွေကိုရလာမှာဒါကြောင့်မို့လို့ကိုယ့်ရဲ့အနာဂတ်ဟာဒီပြိုကိုကြီးတဲ့မိတ်ဆွေရဲ့အနာဂတ်ဟာစိတ်ချမ်းသာစရာတွေနဲ့ပဲပြည့်နှက်နေမှာအစဉ်ပြေခြင်းတွေနဲ့ပဲပြည့်နှက်နေမှာဒါကြောင့်မို့လို့ကိုချိန်ကနေစပြီးအစဉ်ပြေခြင်းတွေနဲ့ကိုဟာထိုက်တန်နေဆိုတဲ့ခံယူချက်မျိုးခံစားချက်မျိုးနဲ့ကိုဖြစ်ချင်တာကိုကပုံဖော်နေအနာဂတ်မှာကိုဘလိုတွေတောက်ပချင်တာကိုဘလိုတွေလှပချင်တာကိုဘလိုတွေအောင်မြင်နေတာကိုဘလိုတွေအလုပ်တွေကိုလုပ်နိုင်နေတာလုပ်ပြီးတော့ကိုဘလောက်ထိပတ်စံတွေရနေတာဘလောက်ထိအောင်မြင်နေတာဘလောက်ထိမိသားစုကိုကူညီနိုင်တာကိုဘလောက်ထိပတ်ဝန်းကျင်ကိုကူညီပေးနိုင်နေတာအဲ့ဒီຢာတွေအားလုံးကိုအကန့်အသတ်မရှိပုံဖော်နေပါအကန့်အသတ်မရှိစဉ်းစားနေပါစိတ်ကူးလေးရှင်နေပါစိတ်ကူးရှင်ပြီးသားပြီဆိုလို့ရှိရင်အဲ့ဒီကောင်းတဲ့ခံစားချက်နဲ့အလုပ်တွေကိုလုပ်ပါ action တွေယူပါလုပ်တဲ့အလုပ်တွေလုပ်ရမယ့်အလုပ်တွေကိုလုပ်ပါစွန့်လွတ်တဲ့အတွေးခေါ်တွေကိုယ့်အတွက်အကျုံးမရှိစေတဲ့အတွေးခေါ်တွေကိုလွတ်ချပြီးတော့မှလုပ်ရမယ့်အလုပ်တွေကိုရှေ့ဆက်ပြီးတော့မှယုံကြည်မှုအပြည့်နဲ့လှုပ်ဆောင်သွားပါကံကောင်းခြင်းနဲ့အစဉ်ပြေခြင်းနဲ့ဟာဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကိုကြိုဆိုနေပါတယ်ကျေးဇူးတင်ပါတယ် you can do it you are hero